ဒီနေ့မဲဆောက်မြို့နီးမှာရှိတဲ့နေရာလေးတစ်ခုကိုသွားလည်မှာဖြစ်ပါတယ်။ဘယ်နေရာလေးဖြစ်မလဲဆိုတော့လိုက်ကြည့်ကြရအောင်။ကဲရောက်ပါပြီ။ hit ဆောက်လို့ခေါ်တဲ့စားတောက်ဆိုင်လေးပဲဖြစ်ပါတယ်။ဆိုင်ဖွင့်ချိန်တော့8 နာရီခွဲဖြစ်ပါတယ်။ကျွန်တော်တော့ဆိုင်ရောက်တဲ့အချိန်မှာအစားအစာကိုအရင်ဆုံးမှာစားပဲနဲ့ဆိုင်ပေါင်းချင်မှာဘယ်လိုမျိုးနေရာလေးတွေရှိလဲဆိုတော့လိုက်ကြည့်ဖြစ်ပါတယ်။ဒါတော့ဆိုင်အပေါ်ထပ်ပေါ့နော်။အပေါ်ထပ်မှာလည်းစားစရာတွေမှာပြမှာစားလို့ရပါတယ်။ဒါတော့အပေါ်ထပ်ရဲ့ view လေးဖြစ်ပါတယ်။တအားကိုလှပါတယ်။ခဏတော့ဖြုတ်ထိုင်ပြီးတော့မှဆိုင်ပါဝင်ချင်မှာရှိတဲ့လှပလေးတွေကိုချူစားရင်းစိတ်ပန်းဖြည့်ခက်ပါတယ်။ဒါလေးကတော့ဆိုင်ရဲ့ဘေးနားမှာရှိတဲ့ရေကန်မှာငါကြီးလည်းမိထားပါတယ်ပေါ့နော်။ဒီဒါလေးကတော့ဆိုင်ရဲ့အရှိမရှိလေပင်ထဲမှာတပ်ပုံရဖို့ရအတွက်နေရာလေးလည်းဖန်တီးပေးထားပါတယ်။တပ်ပုံရဖို့အတွက်နေရာလေး3ခုရှိတယ်။ပြီးကျွန်တော်တို့သွားတဲ့နေ့ကတကယ်ပဲရာသီဥတုကတာရတဲ့အခါကျတော့တပ်ပုံရဖို့ရအတွက်အရန်လှတဲ့အချိန်လေးကိုကျွန်တော်ရရှိလိုက်ပါတယ်။စပါးခင်းလေးကလည်းစပါးတွေဖူးနေပြီဆိုတဲ့အခါကျတော့ရင်းနှံလေးကလည်းမွေးနေတာပဲ။ဒီဆိုင်ရဲ့ပေါင်းကျင်ထဲမှာဒီလိုမျိုးအဆောက်အဦလေးတွေလည်းဆောက်ထားတယ်။ဒါရှောက်တော့မှလေဘူးရန်အတွက်ပေါ့နော်။တပ်ပုံရဖို့လည်းလှတယ်ပေါ့လေနော်။ဆိုင်ရဲ့ပေါင်းကျင်ကတဧကကျော်လောက်ပဲရှိမဲ့ထင်ပါတယ်။အဲ့ဒီတဧကကျော်လေးမှာသူတို့တွေကနေရာတော်တော်များများလေးကိုဖန်တီးပြမှသူများကိုဆွဲဆောင်နေပါလိမ့်နော်။ဒီနေရာလေးကလည်းတအားကိုလှပါတယ်။တပ်ပုံရလို့လည်းအရင်လှတဲ့နေရာလေးတစ်ခုဖြစ်ပါတယ်။ဒီရှောက်လန်းတိုင်းလေးကျွန်တော်တွားပြမှအဲ့မှာပန်းကင်းလေးတွေလည်းရှိသေးတယ်ပေါ့လေနော်။နင်းစီပန်းအများကြီးရှိတယ်။ဒါလေးကတော့ဆိုင်လေးကနေပြီးတော့မှလှမ်းကြည့်လိုက်တဲ့မြင်ကွင်းလေးဖြစ်ပါတယ်။ပြီးကျွန်တော်တွေ့လိုက်တဲ့အရာတစ်ခုကကလေးကစားကွင်းပေါ့နော်။ကျွန်တော်ရောက်တဲ့နေရာမှာဒီလိုမျိုးကလေးကစားကွင်းလေးတွေ့လို့ရှိရင်ကျွန်တော်တပ်ပုံရိုက်ပြီးတော့မှကလေးတွေအတွက်ဘယ်လိုမျိုးကစားစရာတွေကိုဖန်တီးပေးလို့ရလဲဆိုတော့လေကျွန်တော်ရဲ့ဝါသနာတစ်ခုဖြစ်တယ်ပေါ့နော်။ဆိုတော့ဒီနေရာလေးကိုရောက်တဲ့အခါမှာကျွန်တော်တို့အကျိုးတွေအများကြီးရှိပါတယ်။ဆိုင်ရဲ့နောက်ဆုံးချိန်မှာတော့ကျွန်တော်ကစားတော့ဆိုင်ထဲကိုဝင်ပြီးတော့မှစားစရာလေးတွေကိုလည်းကြည့်ရင်းနဲ့စားစရာကိုမှာစားပါတယ်။ဆိုင်ရဲ့အပြင်ဆင်းလေးလည်းတအားကိုလှပါတယ်။မြန်မာစကားလည်းနည်းနည်းပါးပါးပြောတတ်တဲ့ဝန်ထမ်းတယောက်လည်းရှိပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်ကတော့စပါဂက်တီခောက်ဆွဲကိုမှာစားတယ်ပြီးလိမ္မော်ရည်လည်းမှာတယ်ပေါ့နော်ဒါတော့ကျွန်တော်ရဲ့တွားလေတဲ့နေရာလေးကိုပြောပြချင်ဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်